Okay ရကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဘောလုံးပွဲစဉ်တွေပွဲကြိုဆွေးနွေးမှုတွေပွဲပြီးဆွေးနွေးမှုတွေပြုလုပ်ပြရမယ် Football Review အစီအစဉ်လေးပြန်လည်ကြိုဆိုရပါဆိုတော့ပွဲပြီးရတော့ဒီ Super Sunday ညမစံတော်ချိန်10နာရီသုံးမှာရှင်မြန်ကစားတော့ခဲ့တဲ့ Liverpool နဲ့ Manchester United တို့ရဲ့အင်္ဂလန်ဒါဘီပွဲပြီးဆွေးနွေးကြတယ်ပါဒီသုံးသက်ချက်ကဒီပွဲစဉ်မှာတော့ Liverpool တင်းနေတဲ့သူရဲ့အိမ်ကို Anfield မှာ Manchester United ကို2 ဂိုးဆိုတော့ရလက်နဲ့ရှုံးနေသွားတယ်ဆိုတော့ဒါကျွန်တော်တို့ပွဲပြီးဆွေးနွေးချက်ကိုကျွန်တော်တို့နှစ်ယောက် မနေ့ကပွဲကြုံမှာပြောရတဲ့နေရာအနေနဲ့ပဲပြန်ပြီးပွဲပြီးတဲ့နေရာသုံးသက်ရမယ်ဆိုတော့တော့ပါလိမ့်လို့ဆိုနေတယ်ဘယ်လိုမြင်လဲပွဲပြီး ဝေးပြီးရတော့နိုင်သွားတယ်ဆိုတော့ပြောတာပေါ့မနေ့ကလည်းပြောသလိုမျိုးကျွန်တော်တို့ MV မှာမနိုင်ဘူးဆိုတာက10နှစ်ပြည့်တော့ပဲဆိုတော့ဒီနိုင်ပွဲကလုံးဝတကယ်ကိုရေးပါတဲ့နိုင်ပွဲတစ်ပွဲလို့ပဲပြောအောင်ပေါ့ပြီးတော့တကယ်ဟိုပွဲထဲမှာတကယ်အလှည့်ပြောင်းနေလဲအများကြီးတွေ့ခဲ့ရတယ်ကစားကွက်ပုံစံတွေတကယ်အမှန်ကန်ဒီပွဲကပြောရမိုရင်ရဲ့မိုရင်ရဲ့အောင်မြင်တဲ့ပွဲတွေရဲ့တပွဲလို့ပြောရမှာပေါ့ဒါသူ့ရဲ့ United နီးပြရာဒူတောက်လျှောက်မှာဒါသူ့ရဲ့ရေးပါတဲ့နိုင်ပွဲတပွဲအဲ့လိုတော့မြင်ပါတယ်ဗျပရိသတ်တွေအတွက်ဒါတကယ်ရေးပါတဲ့နိုင်ပွဲတပွဲထုံမြိန်တဲ့နိုင်ပွဲတွေမြင်ပါတယ်ဒါပေါ့တော့ပါတယ်ဟာ Manchester United ဘက်ကပွဲထွက်လာတဲ့ line အခင်းကျင်းလေးတွေကဘယ်လိုထွက်လာလဲ United ဘက်ကနေပြီးတော့ဒါကျွန်တော်တို့preview မှာတော့ပြောထားသလိုမျိုးကွဲလိုက်ပိုင်းမှာဒါဥက္ကဋ္ဌမပါလာဥက္ကဋ္ဌမပါပဲတကယ်Real Madrid Casemiro ပါလာဒါ United Casemiro မဟုတ်ဘူးနဲ့ Real Madrid Casemiro ပြီးတော့နောက်တစ်ခုကဒီနေ့ပွဲမှာပြီးခဲ့တဲ့ပွဲမှာUnited ကအဝေးကွင်းမှာဒါဝါဒအနေနဲ့ပြောမယ်ဆိုရင်တော့ဒါအင်ကြီးဖြူဝတ်သွားတယ်အင်ကြီးဖြူဘောင်းဖြူခြေဖြူနဲ့ဒါ Real Madrid style နဲ့ဆိုLiverpool ရဲ့လောကအိမ်မဆိုးလို့ဖြစ်သွားခဲ့ရပါအဲ့လိုမျိုးဖြစ်တာဒါတော့ဒါဘယ်လိုပြောရမလဲဒါ mind game ပေါ့နော်အဲ့ဆိုတော့ကစားကွက်ပိုင်းမှာဒီလူထုတ်လာပုံရမှာဆိုတဲ့ကအားရမှုတော့မကန်သေးခင်ပွဲစားပိုင်းမှာအားရမှုတော့ရှိရလို့ပဲပြောရမှာဘာလို့ဆိုတော့ဒါအာမတ်တီယာလို့ဆိုတာလဲဒါလီဗာပူးနဲ့တွေ့ရင်မင်းကလည်းပြောခဲ့တယ် preview မှာလီဗာပူးနဲ့တွေ့ရင်အများတန်းခြေစွမ်းပြတတ်တဲ့ကစားသမားဆိုတော့ဒါအာမတ်တီယာလိုပဲခြေစွမ်းအောင်လဲဒါဒီနေ့ပွဲမှာမြင်ခဲ့ရတယ်သူကိုယ်တိုင်လည်းကိုဖန်တီးမှုတစ်ချိန်လုပ်ခဲ့ဒါအပြင်ဒီဘက်မှာပဲချမ်းမှာရှိတာတော့ဒါတော့ကလည်းဒါတော်လေးဝင်းချင်းပြီးဆော့တာအောင်မှဒါတော်လေးသူမမဆာလာကိုသူထိန်းချောင်းနိုင်ခဲ့တယ်သူတော်လေးထိန်းထားတယ်ပြီးတော့ဒီနေ့ပွဲမှာကUnited အနေနဲ့သတင်းလုံးကစားပုံအရာသတင်းလုံးကောင်းတယ်line up ရလဲတိုက်စစ်မှာဆိုရင်လဲMason Mount Bruno ကိုညာဆိုပြီးတော့ပွဲထွက်လာတယ်ဒါပေမဲ့ဒီ3ယောက်တွဲမှာကိုညာကပို့ပြီးတော့ဒါလုံအားကောင်းကောင်းနဲ့ပို့ကစားနိုင်ခဲ့ဒါ Mason Mount ကိုတော့လီဗာပူးရဲ့နောက်တန်းအနေနဲ့ဒါနည်းနည်းလေးထိန်းထားတဲ့အတွက်Mason Mountအနေနဲ့ဒါပထမပိုင်းမှာအရင်လှုပ်ဖြစ်တဲ့ထဲမှာမပါဘူးပေါ့ United တို့ပွဲကူစားရလိုက်တယ်ဆိုပေမဲ့လည်းဒါMason Mount ကနည်းနည်းလေးကစားချက်နေနေထားလို့ပြောရမှာပါအဲ့တော့တင်းလုံးခြုံကြည့်ရင်တော့ဒါ United အနေနဲ့line up ထွက်လာတဲ့ကစားသမားနဲ့သူတုံးခဲ့တဲ့ကစားပုံတွေအမိုရင်တုံးခဲ့ကစားပုံတွေတော်လေးမျှတနဲ့ခြေစွမ်းကောင်းတွေပြခဲ့လို့တော့မြင်ပါတယ်ဗျပြီးတော့အဲ့ဒါလီဗာပူးနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်လဲဒီကစားသမားတွေကျွန်တော်ကလည်း line မှာတော့ဒီပွဲကြုံမှာပြောရတဲ့အတိုင်းပဲเนาะခံစစ်၄ယောက်တိုင်းကတော့ဒီ Bradley ရယ် Konate ရယ် Van Dijk ရယ်ကို Burgess နဲ့ထွဲတယ် keeper ကတော့ Mamadou ပဲတခုပဲဒီကွဲလိုက်မှာသူ့အနေနဲ့ဒီ Florian Wirtz ကိုမတုံးဘဲနဲ့ Arne Slot အနေနဲ့ဒီပြီးခဲ့တဲ့ champion ဖြစ်တဲ့ season မှာချိတ်ဆက်ပြီးနေတဲ့ဒီ Ryan Gravenberch McAllister ရယ် Szoboszlai ကိုပဲဆက်တွဲပေးတယ် Florian Wirtz ကိုသူ့အနေနဲ့ဒီ pressure မပေးချင်တယ်ဖြစ်တယ်ပြီးခဲ့တဲ့ Chelsea ဘက်မှာလည်းဒီချိတ်ဆက်မိပဲကွင်းနဲ့300ပါပွဲထွက်လာတယ်ဆိုတော့ဒီ level right wing ကတော့ပြောကြမှာပါဒီဆာလာနဲ့ဂဘူပဲဆက်ပွဲထွက်တယ်အထောင်လက်စမှုအနေနဲ့သူအနေနဲ့ IKTK ကိုခောက်ထားပြီးတော့ဒီအလက်သာ E7 ပဲပွဲထွက်တယ်ပေါ့ဆိုတော့ဒီပွဲစဉ်မှာကြည့်ရမှာဆိုတော့ဒီသူတို့နဲ့မိုဆာလာဒီ Manchester United နဲ့တွင်ကိုတွင်းလာမဟုတ်ဒုက္ခမြင်ပေးတဲ့ဒီမိုဆာလာအနေနဲ့ဘယ်လိုပြောရမလဲဒီနေ့မနေ့ကပွဲမှာတော့သူအနေနဲ့တော်တော်ကြောင်ပြောက်နေတယ်ဒီသူအနေနဲ့အပိုင်တစ်လုံးလည်းရတယ်မဒုတိယပိုင်းတော့လည်းဒုတိယပိုင်းတော့အပိုင်တစ်လုံးရတယ်မယ်အပိုင်တစ်လုံးလည်းဘိုးပြဲမဖန်တီးနိုင်ဘူးအဲ့တော့ဒီဘက်မှာစားတာတော်တော်ပြောင်းနေလို့ပြောဒါပေမဲ့ဂက်ပိုနဲ့ကတော့သူ့အတူတော့ဟုတ်တယ်လို့တော့ပြောလို့ရတယ်ပေါ့နော်ဆိုတော့လို့ပါဥသာဘယ်လိုမြင်လဲအာမက်ဒီကလိုဒီလက်ထိတာဘယ်လိုမြင်လဲဝဲချိန်16မိနစ်မှာတင်တယ်ပြောရရင်အဲ့အရာတော့ဒါနည်းနည်းအားလုံးစုပြီးကြည်နေတဲ့အချိန်မှာတော့ဒါစိတ်ထဲတော့မတန့်ဖြစ်သွားတာပေါ့
အဲ့လိုလက်อืထိมရဲ့အဲ့လိုလက်ထိရအောင်လုံးဝ VR လည်းပြန်မကြည့်ရဘူး Michael Oliver လည်းဘာမှမပြောဘူးဆိုတော့ဒါပရိသတ်တွေအနေနဲ့ကြတော့မဖြစ်သင့်ဘူးလို့မြင်တယ်ပေါ့ဒါ United ပရိသတ်တယောက်အနေနဲ့ဆိုတော့ဒါရနည်းနည်းလေးတော့တစ်ဖက်သက်ဆန်သွားတယ်ဒီနေရာမှာပြီးတော့နောက်တစ်ခုကလီဗာပူးကစားသမားတွေဘက်ကလိုတဲ့အချက်ကလည်းဒါသူတို့တည်တည်ချာချာဖိဖိစီစီနဲ့ထိုင်ကိုမပြောခဲ့ဘူးအဲ့လုံးနဲ့ပတ်သက်ပြီးတော့ပေါ့သူတို့အနေနဲ့ပို့ပြီးတော့ pressure ပေးရင်ထိုင်နေနဲ့ VR ပြန်ကြည့်ရဖြစ်ပါဖြစ်တာတစ်ခုခုလောက်ခဲ့သူတို့ကလည်းပုံမှန်တိုင်းပဲအာနေလိုက်တဲ့ပုံမှာဒိုင်းကလည်းဆက်ပြီးကစားခိုင်းလိုက်တယ်ဆိုတော့အဲ့ဒါကတော့လီဗာပူးရဲ့နည်းအဲအားနည်းချက်လို့ပြောရမှာမဟုတ်ဘူးလို့ပြောရမှာလီဗာပူးရဲ့အားနည်းချက်တစ်ခုလိုမျိုးဖြစ်သွားခဲ့ပြောရရင်သူတို့အနေနဲ့ဒါဒီထက်ပိုစီးလုံးလုံးနဲ့ပိုပြီးပြောလိုက်တဲ့တယ်ဒါ United ကလည်းလက်ထိရဲ့ပုံမှာဒါball to hand ဖြစ်တော့သူ tactical ရတော့အရင်တော့မမှန်ဘူးအရင်တော့ချက်ချင်းဆုံးဖြတ်လို့မရဘူးဆိုပေမဲ့ဒါဒိုင်ဒီအနေနဲ့ပြန်ပြီးတော့နည်းလေးပြီးသုံးသက်ပြီးတိုက်တင်တယ်လို့မြင်တယ်ဒါပေမဲ့သူတို့ဒီပွဲထဲမှာဘာမှမသုံးသက်လိုက်ဘူးဒီကိုင်း review လေးပြန်ပြတယ်ပြီးသွားတယ်ကြော်သွားတယ်ဘာမှမရှိဘူးပဲဆိုတော့အဲ့ရတာလေဘာဘူးတက်နစ်နာဆရာအခုတော့ဖြတ်သွားတာဟုတ်တယ်ပြီးအဲ့လိုတော့အဲ့လိုတော့မြင်ပွဲစားမှာပို့ပေးလိုက်တာလည်းဒီအထနေရတယ်ပြောလို့ရတယ်เนาะဒီအချမ်းနေအထတယ်နေသွားတာပါဒါပေမဲ့အဒါဆိုစားတော့ပွဲစားမှာပေါ့ပွဲစားနဲ့မှာအဲ့ကူပေးလိုက်ရတဲ့ပတ်သက်ပြီးတော့သူလီဗာပူးကစားသမားလဲကျသွားပြီးတော့အာလီဗာပူးလဲကျသွားပြီးတော့ဒါပြေးပြီးတော့အငုံကอืဂိုးသွင်းมသွားတယ်ဆိုတော့အဲ့ကြားထဲမှာဒါဗန်ဒိုက်တို့ဘာကလည်းပြောတယ်မက်ကယ်လစ္စတာတို့ကလည်းပြောတယ်ဒါပွဲကိုလည်းရက်ခိုင်းလိုက်တဲ့တယ်တဲ့ဒါကိုမရက်ပင်းနဲ့ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးသူတို့မပြောချင်ဘူးဆိုတော့ကဲလောက်ပါအောင်ဘူဆိုင်ရဲ့အမြင်ကအာအဲ့လိုအမြင်ကမျိုးကိုသွင်းသွားတယ်လေးကျအဲသွားတယ်ဟုတ်တယ်အစားကတော့ဒီ M1 ပုံနေနဲ့ဖောင်းလို့တယ်ပေါ့ဖောင်းဖို့ mechanism ဖောင်းပြီးတော့ဘောလုံးယူရလို့ထင်တာဒါပေမဲ့ဒီပြန်ပြီးတော့မှဒီ camera angle ပြန်ပြတော့မှပဲဒီ Virgil van Dijk တတောင်နဲ့ champion area Jewel M1 ပုံနဲ့ Van Dijk တို့ရှင်တူတဲ့အချိန်မှာအောက်က Michael Lisa ဒီသူ့အတင်းဖို့ Van Dijk ရဲ့တတောင်ထိသွားဆိုတော့လည်းမတက်နိုင်ဘူးပေါ့နော်အတင်းသားချင်းချင်းဒါထိရဆိုအချင်းချင်းတော့လည်း ထိမိသွားတော်တော်သက်ထိမြတ်ဆိုတော့လေဒါတော့မတတ်နိုင်ပွဲရက်တာမရက်တာတော့မိုက်ကယ်အိုလီဗာလည်းသူ့နဲ့ဘယ်လိုစီဇန်ဆန်းလိုက်တော့မသိဘူးပေါ့နော်ဒီခေါင်းကိုထိရဆိုတော့လေပွဲကိုမရက်ပဲလေသူ့နဲ့ပွဲကိုစက္ကန်ခိုင်းတယ်ဒါပေမဲ့မတတ်နိုင်ဘူးနော် first shot first on target တင်ပို့ပေးလိုက်ဒါကတော့မမတက်ဖီလီတဲ့မမပါသူ့နေနဲ့မတတ်နိုင်တဲ့အလုံးသူ့နဲ့ဒီလက်မောင်းနဲ့အောင်ကဂျားတဲ့ဝင်တော့ဒါပေမဲ့သူ့နဲ့မတတ်နိုင်ဒါပေမဲ့နောက်တစ်ခုရှိရကဒါဒီနေရာမှာ Ellison ဆိုရင်ရောဘယ်လိုမြင်လဲဒီလုံးဖမ်းနိုင်မယ်လို့ထင်လားအဲလီဆန်ဆိုရင်တော့သူကတော့တည့်ရတယ်သူကတော့ 1v1 မှာတော့ကောင်းတယ်ဆိုတော့ keeper မျိုးဆိုတော့ 1v1 shot stopper မျိုးဆိုတော့သူ့အနေနဲ့ကတော့ဟုတ်ကောင်း save နိုင်တယ်တော့ကျွန်တော်မြင်တယ်เนาะဘာလို့ဆိုတော့အဲလီဆန်ဆိုတော့ကစားမှာဒီ ဟုတ်တယ် 1v1 ဒါကောင်းတယ်ဆိုတော့ဒါပေမဲ့ဒါထကောင်းတယ်နေတဲ့ဆိုတော့ဒါကတော့မတက်နိုင်ဘူး M1 မိုရဲ့ power kit လည်းပြင်းတာလည်းဆိုင်တယ်ဟုတ်ကဲ့သူ့အနေနဲ့အပြင်မကန်ကောင်းရဲ့တဲ့ယူတော့အလုံးရဲ့ပုံစံဘာနှံ့မှုပေါ့ဒါမှန်လည်းဖြစ်ပါပြီးတော့နဲ့ပါဘုဒ္ဓမကလည်းတစ်ဖက်ကဒါအာအတွေ့အကြုံရှိရဆိုပေမဲ့လည်းဒါလီဗာပူးမှာကြောက်သူအသက်လို့ဖြစ်နေဟုတ်တယ် ဆိုတော့ Premier League အဒါပေမဲ့ စားမကြတဲ့ Ellison ဆိုတော့ဒါမလွယ်ဘူးလို့တော့ပြောအောင်ဒီလုံးဝဟုတ်တယ်ဝင်နိုင်ခြင်းနဲ့တော့နေသွားနိုင်တယ်ဟိုးစားဒါမမပို့ပြီးတော့တက်ဖီလီကတွေ့ကြုံလာလီဂါလာတာဆိုတော့လေ Premier League အတွေ့အကြုံမရှိရတဲ့ဆိုင်မှာပရီးမီးယားလိအဖိုးနဲ့နေသူမငယ်တိုင်းဘူးတွေတော့တိတ်မငယ်တိုင်းဟော first shot first on target မှာ ဆက်ချက် first goal ရအောင်အာနှုတ်နဲ့ပဲကြားလိုက် နာမည်ဒါလည်းဒီဘက်ကကီပါတန်းတော့ဒီဘက်ကဒီမန်ချက်စတာယူနိုက်တက်ကီပါလာမန်စ်လည်းမဆိုးလို့ပြောတာဒီအီပရီမာကိုနာတေးနေတဲ့ဒီတဖက်ကနေပြီးတော့ဒီအလဒါအီဆက်ကိုမျောထိုးပေးလိုက်တဲ့အလုံးလည်းသူခြေထောက်နဲ့ပန်ကောင်းကန်အီဆက်ကန်နဲ့တော့လည်းပန်ကောင်းဆေးသွားတယ်ဒီလာမန်စ်အနေနဲ့လည်းဟုတ်တော့မဆိုးဘယ်လိုမြင်လဲလာမန်စ်ဆိုဘယ်လိုမြင်ဒီနေ့လက်ဆွမ်းဒီနေ့လက်စွမ်းကတော့ဒါပြောရရင်လမန်စ်ကတော်တော်လေးကိုတည်ငြိမ်လာပြီလို့ပြောရသူအနေနဲ့ဒါပေမဲ့တချို့ဒါကောင်းတဲ့အရာရှိတယ်ဒါဆိုးတဲ့အရာလည်းရှိရပါဒါကလည်းသူအသားကျဖို့အတွက်တော်လေးသူစူးစမ်းနေဆိုတော့လက်စွမ်းပိုင်းရတော့ဒါလုံးဝ complete ဖြစ်တယ်ညိမ့်တယ်ဒါပေမဲ့တခုရှိကဒါပွဲမှာ error လေးတချို့တက်သွားတာရှိတယ်ဒါကပွဲချိန်ပထမပိုင်းမှာပဲပွဲချိန်တော့အတိအကျမသိလိုက်ဘူးသူသူဘောလုံးကိုမိပြီးတော့ပြန်ချမှာဟုတ်တယ်တွေ့တွေ့လိုက်လားတော့မသိဘူးတွေ့လာမန်နည်းနည်းမှနည်းကြောင်ပြောက်သွားအဲ့မှာနည်းနည်းပြောပါအဲ့ဒါနဲ့ပတ်သက်ပြီးလီဗာပူးဘက်ကကစားသမားတွေက
complaint တက်တယ် complaint တက်တ ဒါ ယ် ပြန်ကြသွားတဲ့ဘောလုံးရုတ်တရက်ကြသွားတဲ့ဘောလုံး อื သူ ม နှစ်မြန်ပြန်ကောက်လိုက်ပြီးတော့ပြန်ပေးဆိုတာဒါနှစ်ကြိမ်ဖြစ်တဲ့အတွက်ပြောရရင် foul ball ပေးလိုက်လို့ရတယ်ပေါ့ ရ ဒါ อืม တေချာပြန်ပြီးတော့ foul ball ပေးလိုက်လို့ရတယ်ဆိုတော့ဒါကိုတော့ဒိုင်းနေနဲ့ကြီးမားတဲ့ error ကြီးမားတဲ့foul လို့မတတ်မှတ်ပဲနဲ့သူအနေနဲ့ဒါရိုးတန်းတန်းတာမှန် error တစ်ခုလို့ပဲတတ်မှတ်လိုက်တဲ့ဖြစ်မှာဒါလေးရတော့ဒါကိုသမားတယောက်အနေနဲ့ဒါတစ်ထပ်ပြီးတတိထားရမယ့်အရာပေါ့ဒီလိုမျိုးတွေတော့မဖြစ်သင့်ဘူးပဲပြောအောင်ပေါ့ဒါကတော့ဟိုတစ်ခါတလေမှဖြစ်တတ်တဲ့သဘောပါပဲကြံတဲ့ lesson ပိုင်းကြတော့ဒါအကုန်လုံးကတော့ဒါ complete ဖြစ်တယ်လို့ပြောဆိုတော့မယ်ယူအနေနဲ့ကိုသမားနေရာအတွက်တော့ဒါစိတ်ချရပြီလို့မြင်ပါတယ် อืม ဦးနာနာ ဟုတ်တ လုံ ယ် အောင် ဘနာနာတော့ဒါဒီဘက်လည်းဒီနေ့အဲ့ဒီကိုကန်ခေရတယ်ဘာလို့ပထမပိုင်းမှာဒီကပ်ပိုတိုင်ထိတဲ့အလုံးတွေဆိုရင်ပေါင်းမနေဘူး တိုင်းနှ အဲ့ဒါ လုံးထိသွား ပိုင်းနှလုံးထိရပြီးလူရှောကလည်းကောင်းကောင်းကတူနေတဲ့ off the line ပေါ်နေကောင်းကောင်းရှင်းထုတ်ပြသွားတယ်အဲ့တော့ဒီလိုနဲ့တို့ပထမပိုင်းကတော့1 စီးနဲ့တော့မိုင်ကတော့ဥဆောင်ပါဆိုတော့ဒုတိယပိုင်းမှာဘယ်လိုမြင်လဲမသိဒုတိယပိုင်းนี่နှစ်ဖက်နီးပြတော့လူသားရ ဒုတိယ လဲ ပိုင်း ကြ ဒုတိယပိုင်းကပြောရရင်လီဗာပူးဘက်ကဒါတိတိတတ်တာသူတို့ပြောင်းလဲတယ်ဆိုတဲ့ဟာကိုဒုတိယပိုင်းမှာမြင်လိုက်ရဘာလို့ဆိုတော့လီဗာပူးကလူစားလဲတဲ့နေရာမှာလုံးဝဟိုဒီတေချာသူတို့ဂိုးပြန်ရဖို့ဆိုတဲ့စိတ်ကူထားပြီးသူလူစားလဲထားမြင်ရဘာလို့အာနယ်စလော့အနေနဲ့ပထမဂိုးပေးလိုက်ပြီးနောက်မှာသူကစားသမားတွေပေါ့သူအရန်ပုံမှန်ထပ်ပို့ပြီးတော့တခြားပွဲတွေမှာထပ်ကိုပို့ပြီးတော့ထိန်းချောင်းနေပြောနေအောင်မြင်ရပေါ့ဘေးကနေကြည့်သူကင်မရာအန်ဂယ်တွေကနေရိုက်ပြတဲ့ခါမျိုးတွေဆိုတော့ဒါဒုတိယပိုင်းမှာဆိုတော့သူလူစားလဲလိုက်တယ်သူလဲလိုက်တဲ့ပုံမှာလဲအတော်လေးကိုတချို့ဟာတွေအလုတ်ဖြစ်သလားဆိုမင်းရင်တော့ဒါဂပူကတော့ဒါလူစားလဲလာတဲ့ကစားသမားမဟုတ်ပေမဲ့ဂပူတွင်းကိုတွေကတော့လူစားလဲလိုက်မှုအပေါ်မှာတော်လေးလို့ဖြစ်သွားတယ်ပြောလို့ရတယ်။ဘာလို့ဆိုတော့ဒီ Florian Wirtz တို့ဝင်လာတဲ့နောက်မှာ Florian Wirtz တို့ Curtis Jones တို့ဝင်လာတဲ့နောက်မှာလီဗာပူးရဲ့ကစားပုံကနည်းနည်းလေးပူတက်လာတယ်။ပူတက်လာတယ်ကွင်းလယ်ပိုင်းမှာပိုပြီး dominant ဖြစ်လာတယ်။ဆိုတော့ဒါကိုလည်း United ကလည်းအဲ့အချိန်တွင်းလေးမှာပဲ United ကလည်းလူစားလဲပြီးတော့Sesko တို့ Dogu တို့ဒါ Ugarte တို့ထည့်ပြီးတော့ဒါသူကလည်းပြန်ပြီးထိန်းချောင်းလိုက်တယ်ပြောရရင် Ugarte နဲ့Dogu နဲ့ကိုထည့်လိုက်တာက United ကခံစစ်ပိုင်းကိုသူပို့သွားခြင်းတဲ့ပုံစံမျိုးဖြစ်သွားတကယ်လဲနောက်တန်း3ယောက်ကနေမှဒါ5-5-3-2နောက်တန်း9ယောက်ဖြစ်ပြီးတော့ဒါနည်းနည်းလေးသူdefense ကိုပြန်ဆုပ်လိုက်ပြီးကစားလိုက်တယ်ဒီပုံမှာလဲဒါလီဗာပူးဘက်ကပို့ပြီးလောက်ွက်ရအောင်ဆိုတော့ဒုတိယပိုင်းကလည်းပြောရရင်လီဗာပူးကနည်းနည်းလေးပြန်ပြီးတော့လှုပ်ရှားရှားကစားလာတယ်မြင်တယ်ဒါကြောင့်လဲသူတို့ချီပါကူရခဲ့ချီပါကူရရတဲ့ပတ်သက်ပြီးတော့ဘယ်လိုလေးမြင်လဲဗျချေပါဝဲရတယ်ပတ်သက်ပြီးပြောသလိုပါပဲဒီ Federico Chiesa သူ့အနေနဲ့အရန်ကောနေထတိုင်းသူ့အနေနဲ့ကိုတွင်တွင်ဒါမှမဟုတ်သူကိုဖန်တီမှုလုပ်တယ်အဲ့တော့ပြောသလိုပါပဲဒီ Arne Slot အနေနဲ့သူ့အနေနဲ့လူသားသူရဲလုပ်တယ်ပေါ့နော်ဥပမာဒီ Waste တို့ Ekitike တို့ကျုံးဆိုထည့်တယ်ဒီ Gravenberch ထုတ်တယ် Marca ထုတ်တယ် Bradley ထုတ်တယ်သူတို့တော့ရောက်ထုတ်ပြီးတော့ပွဲချင်း9မိနစ်မှာဒီ Chiesa နဲ့ Isla ကိုလဲဆိုတော့ Arne Slot အနေနဲ့အဲ့မှာကြည့်ချင်သူ့အနေနဲ့ဒီ4-2-3-1ကနေသူ့အနေနဲ့ဒီ4-2-4ဆိုကစားကိုတိုက်ဆက်အတားပေးသူချက်ချင်းတန်းပြောင်းတယ်မှာကိုရရှင်နေတဲ့အတွက်ကြောင့်မို့လို့ဆိုဘိုကို right back ကိုပို့လိုက်တယ်ကွင်းလယ်မှာတော့ဒီFlorian Wirtz နဲ့ Marca Florian Wirtz နဲ့ Curtis Jones 4-4အနေနဲ့တိုက်စစ်4ယောက်ကတော့ Gakpo ရယ်အလယ်မှာတော့ Ekitike နဲ့ Chiesa တစ်ဖက်ကဆာလာအဲ့တော့ Chiesa အနေနဲ့သူဝင်လာတဲ့တိုင်မှာသူ့အနေနဲ့ဒီ energy အပြည့်အဝနဲ့သူအနေနဲ့ဘောလုံးကိုရအောင်ယူတယ်ယူပြီးသူ့ကိုရအောင်ဖန်တီးတယ်အဲ့ဒီလီဗာပူးခြေပါကိုရသွားတဲ့လုံးမှာကြည့်မယ်ဆိုရင် Florian Wirtz ရဲ့ပေါင်ပတ်သက်မှုကလည်းမစိုးလို့ပြောတယ်သူ့အနေနဲ့သူ့စီကနေတပ်ပါစဉ်အနေနဲ့သူကထွက်လာတယ်ဟုတ်တယ်ပေါင်ပတ်သက်မှုရှိတယ်သူ့အနေနဲ့ Federico Chiesa သူအလိုက်တစ်မြောက်ထုတ်ပြီး Chiesa အနေနဲ့တပတ်ကိုချိုးပြီးတော့ Gakpo အနေနဲ့ဒီကိုပေါက်ရှိရလွတ်လွတ်ကျွတ်ကျွတ်လေးကန်အဲ့မှာခြေပါကိုရသွားတယ်ဆိုတော့ခြေပါကိုရလို့ပြောရတော့မှမစောနေပါဒါ Manchester United 19တင်းအရင်တော့အချစ်တော်ပြတဲ့ခေါင်းကြီးပေါ့နော်ခေါင်းကြီးကခြေပါအတိုင်ကိုပြန်တင်တော့ဘယ်လိုမြင်လဲခံစားချက်လေးခေါင်းကြီးနေနဲ့ဒါတော့ပြောအချိန်ကတိတ်ကြာလိုက်10မိနစ်လောက်တွင်းမှာပဲဥဆောင်ကိုပြန်ရလိုက်တယ်ဆိုတော့ဒါချီပါကူလီဗာပူးဘက်ကချီပါကူရပြီးတဲ့အချိန်မှာဒါကျွန်တော်ဘက်ကမြင်ဆုံးခံမှန်းတာတည်ရပဲပေါ့ဘွဲကဒီလောက်နဲ့ပဲပြီးသွားလောက်မှလို့ထင်တယ်အဲ့လိုတော့မဟုတ်ဘူးနောက်တစ်ခုကUnited ဘက်ကလူစားလဲလိုက်တယ်ရတဲ့အပေါ်မှာခံစစ်ပို့ပြီးဖြစ်သွားတဲ့အတွက်ဒါပွဲပြီးကန်ဒီမှာလီဗာပူးဘက်ကပြန်သွင်းသွားမယ်လို့စိတ်ထဲမှာစိုးရိမ်သွားရပေါ့
ဒါဖြစ်ပါဘူးကပြန်ဦးဆောင်သွားနိုင်တယ်ပြောလို့မရဘူးဘောလုံးဆိုတာဘာမှမဖြစ်သွားတာဆိုအဲ့လိုဖြစ်နေအောင်ချိန်ပါပဲဒါဒီအကုန်လုံးကအထောင်းကန်ဘောကနေမကွာခေါင်းတိုက်ဖို့တက်လာတဲ့အချိန်မှာအားလုံးကင်မရာရဲ့မကွာကိုပြတဲ့အချိန်မှာပရိသတ်တွေအားလုံးကလည်းကျွန်တော်နဲ့တူကြည့်နေတဲ့ဘောရာတွေအားလုံးကပရိသတ်တွေအားလုံးကလေတော့ခေါင်းကြီးတွင်းလိုက်ရင်ကောင်းမယ်ကွာဆိုတော့စကားတွေပဲအားလုံးတန်စီထွက်လာအဲ့အချိန်မှာပဲတကယ်လေခေါင်းကြီးကတွင်းသွားဆိုတော့လုံးဝအိတ်ခိုက်တဲ့ကြတော့တကယ်ခေလေးကိုဒါတော်လေးဟိုပြောလို့အောင်မရဘူးတော့တကယ်မိုက်တယ်ပေါ့အဲဆိုတော့မကွာအနေနဲ့လည်းသူ့ဝေဖန်တိုက်ခိုက်တာတွေသူနှစ်ချီပြီးခံခဲ့ရတယ်ဒီဟာတွေနဲ့ပတ်သက်ပြီးသူခြေဖြတ်ပြရတယ်ဆိုတော့ United ပရိသတ်တွေကိုရောသူတခြားအသင်းရဲ့ထိုးနှက်မှုတွေကိုတခြားအသင်းပရိသတ်တွေလှောင်ပြောင်မှုတွေ United ပရိသတ်တွေလှောင်ပြောင်မှုတွေအားလုံးကိုသူခြေဖြတ်ပြီးတာဒီနေ့ပွဲမှာအကောင်းဆုံးခေါင်းတိုက်ကိုတကူနဲ့သူMan of the Match ကိုရပါအဲ့မတိုင်ခင်မှာကျွန်တော် Man of the Match ရမယ်လို့ထင်တာကLemans မယူဘက်ကဆိုရင်ဒါ Lemans ရှိမယ်Embrimo ရှိမယ်ဒါလီဗာပူးဘက်ကဆိုရင်ဒါ Gakpo ရှိမယ်ဒါပေမဲ့Gakpo အနေနဲ့နောက်ဒုတိယပိုင်းမှာသူခေါင်းတိုက်ကိုမကွာဥဆောင်ပြီး2 ဂိုးဖြစ်နေတဲ့အချိန်မှာခေါင်းတိုက်ကိုသူတတုံးရလိုက်တယ်အပိုင်းဒါသူခေါင်းတိုက်တာဝင်သွားခဲ့သူအနေနဲ့ Man of the Match ဖြစ်မှာတည်ရည်လဲမြင့်ဆုံးမျှော်လင့်ချက်အနေနဲ့လီဗာပူးရဲ့တည်ရည်လဲရမယ်ဒါ Gakpo လဲ Man of the Match ဖြစ်သွားနိုင်တယ်ဒါတော့မဝင်လိုက်ဘူးပေါ့ဒါဟိုFrimpong ရဲ့ cross ကဒါ Frimpong ရဲ့ cross ကဖန်တီးပေးမှုကလည်းတော်လေးကောင်းတယ်လို့ပြောဟုတ်ဒီနေ့ပွဲမှာနောက်တစ်ခုမြင်ရတာကဒုတိယပိုင်းမှာ Frimpong ကိုဒူကူမထိန်းနိုင်ဒါဒူကူအနေနဲ့နည်းနည်းလေးအပ်တည်ရလို့ပြောရမှာဒါ United ပြည်သူတွေဆိုFrimpong ရဲ့ဒီတိုးလှုပ်တွေထွက်တာတွေကဒါဒူကူအတွက်ကိုတော်တော်လေးခက်ခဲနေပေါ့ဒါကိုလည်းတည်တဲ့ Arne Slot ကတော်လေးတော့ဖိကစားခိုင်းတယ်ညာချမ်းကနေပဲတော်လေးကိုဖိပြီးတော့ကစားလာတယ်တကယ်လဲ cross တွေနှလုံးသုံးလုံးထိကိုရခဲ့တယ်ဒါကန်ခေဝါတဲ့ကိုရဖို့ကန်ခေဝါခဲ့ရတယ်ကြောင်းတာလီဗာပူးအနေနဲ့ဒါချီပါကိုထပ်ရဖို့ဒါရလိုက်တာပေါ့နော်လို့ပြချိန်ပိုတွေအတွင်းမှာလည်းဒါတော်လေးချိန်ပိုတွေမှာတော်လေးတော့ကြည့်ရလုံးဝရင်တစ်ထိတ်ထိတ်အဲ့လိုဆိုတော့ဒီမကွာရဲ့အတွင်းကိုလည်းတော့ဒီငကိုတကိုနဲ့မန်ချက်စတာယူနိုက်တက်နိုင်သွားဆိုတော့ဟောတာအခုဒီဘယ်လိုခံရလဲမကွာကိုသွင်းခံရမကွာကိုသွင်းခံလုံးကြည့်မယ်ဆိုရင်ဒါလီဗာပူးရဲ့တခြားသူသွင်းခံရရောကိစ္စမရှိဘူးလေမကွာသွင်းခံရကိစ္စနဲ့ရှိဘူးကိစ္စလည်းမရှိဘူးပြီးရင်ဖြစ်တာအမှကလီဗာပူးခံစကအတိုင်းပြီးတော့လည်းပါပေါ့နော်ဒီအမ်ဘွဲမိုအနေနဲ့ဘရူနိုနဲ့ဒီ short corner ပေးရလို့သူတန်းကန်တော့ကိုအမ်ဘွဲမိုကန်တာဒီ flap တွေပြန်တော့တာဘရူနိုဖာနန်ဒက်ရဲ့ပါနေမှုကသူနဲ့ဒီချက်ချင်းကို penalty ဘောသူချက်ချင်းပြန် one touch နဲ့ cross ပဲတယ်ဒီဘာလို့ defender အနေနဲ့ဒီကာနေ defense line ကိုသူပြင်ဆင်နေအောင်ရှိနေသေးတယ်အဲ့မှာကိုနာတေးရတယ်သူ့နောက်ကနေသူ့နောက်မှာမကွာမတိုင်တော့သူ့နောက်မှာဒီတစ်တခြားရှိရဟုတ်တယ်အဲ့တော့ကိုနာတေးပို့စာဝါလည်းပါတယ်ပေါ့နော်ဒီကိုပေးလိုက်ရသူနဲ့လည်းမထင်ဘူးပေါ့နော်သူတို့မှဒီဘာလို့ defense line လောက်ပါဘူးနိုဖန်နန်ဒက်အနေနဲ့ဒီအမ်ဘွမ်ကိုကန်လိုက်တော့ချက်ချင်းပြန်ကန်လိုက်တာဆိုတော့လေတင်မဲ့လို့သူမထင်လိုက်တာလည်းပေါ့မထင်တာလည်းပေါ့အဲ့ကိုမှဆန်develop ဖြစ်ပြီးတော့ဒါပြန်ကျလာတဲ့ဘောလုံးမှာဆိုတော့ဒါလုံးဝအမ်ဘရူနိုဖာနန်ဒက်စ်နဲ့လုံးဝအချိန်မယူလိုက်သူချက်ချင်းရတယ်ဘောလုံးချတာနဲ့ one touch ပဲတစ်ခါတင်လိုက်တယ်ဆိုဒါကလည်းဒါ United တော်တော်လေးကိုမြန်ဆန်တဲ့တိုက်စစ်ဆင်မှုလို့ပြောအောင်ဟုတ်တယ်ဒီတိုက်စစ်ဆင်မှုကလည်းဒါbinary box ထဲမှာရှိနေတဲ့နောက်တန်းကစားသမားတွေဒါမကွာတို့ဒီလိုက်တို့အတွက်တော်တော်လေးခွင့်ရရသွားပြီးတော့နေရာဒီပေးပို့မှုကလည်းတီးကြသွားတဲ့အတွက်တွင်ကိုတကူရရှိသွားတယ်လို့ပြောအောင်ဒီနေရာမှာဒါကိုဆိုင်ပြောသူမကွာကိုကြော်သွားရင်တော့ဒါဒီလိုက်အနေနဲ့တော်တော်လေးကို position ကောင်းမှရှိနေကောင်းရှိနေတယ်နောက်မှာစင်တဲ့စင်တင်ဖြစ်နေတယ်ဆိုနောက်မှာ Van Dijk တို့ Konate တို့လည်းဒါတော်လေးပြရခတ်နေတယ်သူတို့ပြန်ပြီးတော့နောက်တန်း defense line တစ်ခုလုံးတော်လေးကိုအလုပ်ညားသွားတဲ့အခြေအနေပေါ့ဒီအခြေအနေမှာဂိုးဖြစ်ပြောင်းလဲသွားနိုင်ဟုတ်တယ်အဲ့ဖြစ်ဒါတော့ဒီဘူနိုင်ပွဲကတော့တကယ်ကျစ်နက်ဆရာနိုင်ပွဲတစ်ပွဲပေါ့အဲ့လိုပါအဆင့်လို့အဆင့်ပဲနာရမှတ်ဘလောက်နေဘယ်လိုရက်တင်နေတော့ဒီအင်္ဂလန်ဒါပြပွဲပြီးတာဆိုတော့နိုင်သွားတယ်ပြင်မဲ့လေဒါရမှတ်ပိုင်းရတော့73မှတ်မှတ်ရထားတယ်10ပွဲကစားတဲ့အချိန်မှာဒါ4ပွဲနိုင်တပွဲသိရင်နဲ့3ပွဲရှုံးပြီးတော့ဒါရမှတ်73မှတ်နဲ့ဆင့်
လက်ရှိအဆင့်အမှတ်ပေးစရာအဆင့်6မှာရပ်တည်နေတယ်ဒါ United ကတော့အာဆိုတော့ဒါဒီနိုင်ပွဲကလည်းဒါဇယားထိပ်ပိုင်းနဲ့အမှတ်ကွာဟမှုဒါပိုပြီးကျဉ်းမြောင်းသွားတယ်ပေါ့ဆိုတော့ဒါအဲ့လိုပဲလီဗာပူးအနေနဲ့လည်းဒါဇယားထိပ်ပိုင်းနဲ့ဒါ4မှတ်ထိကွာသွားပြီအခုဆိုရင်ဒါအာဆင်နယ်အသင်းက10ပွဲကစား6ပွဲနိုင်တစ်ပွဲတိတ်တစ်ပွဲရှုံးနေတာ19မှတ်နဲ့အဆင့်1မှာရပ်တည်သွားပြီဆိုတော့ဒီပွဲရှုံးပွဲကဒါအာဆင်နယ်အတွက်ဒါတော်တော်လေးကိုအာပိုပြီးအားရစရာဖြစ်သွားတယ်လီဗာပူးနဲ့သူတို့ပိုပြီးအမှတ်ဖြတ်နိုင်ခဲ့လီဗာပူးအနေနဲ့လည်းတရီပွဲတွေမရှိဘူးသူတို့10ပွဲမှာ9ပွဲနိုင်တယ်3ပွဲရှုံးတယ်ဆိုတော့နောက်ဆုံးကလည်းပြိုင်ပွဲဆုံး4ပွဲထိရှုံးထားတယ်ဆိုတော့အမှတ်ပေးစရာရပ်တည်မှုအနေနဲ့ရောနောက်တွေ့မဲ့ပွဲတွေအနေနဲ့ကိုဘယ်လိုမြင်လဲပေါ့လီဗာပူးပရိသတ်တယောက်အနေနဲ့ဘာတွေပြောင်းလဲဖို့လိုလဲ၄ပွဲထိပြိုင်ပွဲဆုံးရှုံးထားပြီးရဲ့နောက်ရှုံးပွဲပြတော့ဆိုတော့ဒီအာနီစလော့အနေနဲ့သူ့အနေနဲ့အဖြေရှာမယ်ပေါ့နော်သူ့အနေနဲ့ဒီ player ကောင်း potential ရှိတဲ့ကစားသမားတွေရထားတဲ့တာသူ့အနေနဲ့ကြည့်ရသူသုံးဖို့သူမသုံးသက်သေးရပဲပြောရမလို့ဒါပေမဲ့သူဘု து ထည့်ရမယ်သူမရဲသေးတာပေါ့နော်အထောက်တိုက်စင်မှာဆိုရင်သူ့အနေနဲ့ Isak လာ AKTK လာသူရွေးရခတ်တယ်ဒီ Florian Wirtz ဆိုရင်သူ Szoboszlai သုံးမလား Florian Wirtz သုံးမလားသူရွေးခတ်တယ်ပေါ့နော်ဆိုတော့ပြောသလိုပါပဲဒီအာနီစလော့အနေနဲ့သူ့အနေနဲ့အဖြေရှာမှတော့ရပြီနောက်တစ်ခုအဖြေရှာမှဒီတစ်ဖက်ခန်းစစ်ကပွဲတိုင်းကိုဘိုးပေးနေရတယ် clean sheet ဆိုရတဲ့ပွဲမှတ်မိတော့ဆိုရင်ဘန်နေနဲ့ပွဲတစ်ပွဲပဲရှိမှဆိုရင်နောက်ဆုံးကစားခဲ့တဲ့ပွဲအောက်တိုတက်ပြန်ကြည့်မယ်တိုင်ပွဲဆိုဘန်နေနဲ့အဝေးကဖတ်ဖုံးမှာတော့ကစားတဲ့ပွဲရလွယ်ပြီးကျန်တဲ့ပွဲကတော့ဂိုးပေးခံရတဲ့ပွဲတွေတော်တော်များရတယ်ပေါ့နော် defense လည်းပြင်ရမယ်ဆိုတော့အခုဒီရှုံးပွဲအကြောင်းမို့လို့ဒီပါဟိုကဒီခဏပရိုပြောသလိုပဲရှုပ်ပွဲကစားတာ9ပွဲနိုင်3ပွဲရှုံးအဆင့်15ရမှတ်15မှတ်နဲ့အဆင့်4နဲ့ရပ်တည်နေဒီဘုံမောင်းနဲ့လည်းရမှတ်တူတယ်ကိုကွာခြားချက်လည်းတူတယ်ဒါပေမဲ့သူဘုံမောင်းအနေနဲ့ဒီအဆင့်3ကိုတက်လန်းထားတယ်ပေါ့နော်ဆိုတော့လီဗာပူးတွေနဲ့အဆင့်4နဲ့ရပ်တည်နေတယ်ဆိုတော့နောက်လာမယ့်အတင်းကလည်းဒီလီဗာပူးတင်းရဲ့ပထမတော်များပါတယ် Brentford ဟုတ်တယ် Brentford ကိုလည်းအင်္ဂလန် GW Community Stadium တောင်းမှာဆိုတော့လည်းနဲတော့စိတ်ပူရတယ်နော်ဒီနေ့အဲ့လိုပေါ့ရှုံးပွဲကြောင့်လည်းဘယ်လိုပြောရမလဲဒီအန်ဖီမှာရှုံးတယ်ဆိုတာလည်းတမျိုးဖြစ်တယ်ပေါ့နော်တင်မလားတခြား Old Trafford ဆိုမျိုးပြောတာအန်ဖီလိုကွင်းမှာရှုံးတယ်ဆိုတော့ပြီးရင်တစ်ခါကဆိုင်ဘရိုလောလိုပဲဒီမန်ချက်စတာနဲ့တက်ကလည်းအန်ဖီမှာမနိုင်တာကြာပြီဆိုတော့သူ့အနေနဲ့လည်းသူတို့ဘက်ကလည်းအခုသူတို့ဘက်ကကြည့်ရင်လည်းတမိုင်းဝင်နိုင်ပွဲဟုတ်တယ်ဒီဘက်ကလီဗာပူးတင်းဘက်ကကြည့်ရင်ကြတော့လည်းရုပ်ပြတယ်ပေါ့နော်မဝင်ရှုံးပွဲပြောအန်ဖီမှာလည်းရှုံးရပြီရှုံးတဲ့သူကလည်းဒီဒါဘီပြိုင်ဘက်ကြီးအင်္ဂလန်ဒါဘီရဲ့ပြိုင်ဘက်ကောင်းပြီဆိုတော့လီဗာပူးတင်းပြတဲ့အနေနဲ့နည်းနည်းတော့စိတ်မကောင်းဘူးစိတ်မကောင်းဆိုတော့လည်းဒီလိုပြောရုပ်ပုတ်တယ်လို့ပြောလို့ရတာပေါ့နော်လီဗာပူးဖန်တယ်ဆိုတော့မိုင်းဖန်နေ ဇက်တိုက်ဘယ်လိုပြောမလဲဇက်တိုက်ရှုံးနေတဲ့ပုံမှာဒါ United ကပါရှုံးနေဆိုတော့အတွက်ဟိုသူကိုယ့်ရဲ့ကိုအတင်းရဲ့အားနေချက်ကိုအတင်းအခြေအနေရတော့တော်တော်လေးဒါပြင်ဆင်ဖို့လိုနေပြီလားဆိုတော့ပရိသတ်တယောက်အနေနဲ့တော့ဒါသိလိုက်ရပေါ့ဒါ United ပရိသတ်တွေဆိုလဲဒါအဲ့လိုမျိုးဝက်ဇက်တွေရှုံးလာပြီဆိုတာကိုအတင်းကဘယ်လောက်ထိဒါအခြေအနေဆိုးနေပြီလဲဆိုတာသိလိုက်ရတယ်လို့မျိုးပေါ့ဒါလီဗာပူးလဲဒါပြောရမယ်ဆိုရင်ဂျာဂန်ကလော့လက်ထက်နောက်ပိုင်းအာနယ်စလော့လက်ထက်ချန်ပီယံဖြစ်ပြီးဒီရာသီမှာလုံးဝအစလည်းမကောင်းတဲ့ရာသီစလို့ပဲပြောရအောင်ဟုတ်တယ်ဒီရှုံးပွဲတွေပြီးမှာဒါတချို့တွေကလည်းပြောနေကြပြီလေဘာလို့ပြိတ္တတွေဒါ slot out ဆိုပြီးတော့ဆိုတော့ brother slot out ပဲလား slot out လား slot out လို့ပြောနေသေးလားဒါမှမဟုတ်ပြောရတော့မလားဘယ်လိုမြင်လဲဒီနေ့ကစားပွဲကြည့်ရင်သူ့နဲ့ကြည့်ရင်ကန်တင်ကြီးပဲများဆိုတော့စိတ်တော့အချိန်တော့ကျွန်တော်တို့မောက်ခဏတော့ထားရင်ကောင်းလားဆက်ကြည့်ကြည့်မယ်နောက်ပွဲဘယ်လိုလာမလဲပေါ့နော်နောက်ပွဲဒီပါဒီလိုကစားကွက်မဲရလည်းမရှိဘူး like တေချာလည်းဟိုမျိုးတပန်းကလည်းအမှမပြင်ဆင်သေးဘူးဆိုရင်တော့ပြောတော့ပြောတယ်အခုချိန်ကြီးတော့မပြောသင့်နေပါလေဘာလို့ပြီးခဲ့ရတဲ့လူစားရရဒီမှာဒီဖလားယူထားပြီးရဆိုတော့လည်းသူ့အနေနဲ့ဒီကစားသမားအသစ်တွေရောက်လာတာလည်းဆိုင်တယ်သူ့အနေနဲ့ဒီကစားကွက်အသစ်တွေကစားသမားအသစ်တွေနဲ့အသားကျမဲ့ကစားကွက်ကိုသူ့အနေနဲ့ရှာတင်ပြီးတော့ထင်တယ်ပေါ့နော်ဒီလေးဝက်အရှုံးကနေပြန်ပြီးတော့ပြန်ထားဖို့လိုအပ်နေပါဒီပြီးခဲ့တဲ့ Premier League Champion အတင်းအနေနဲ့ဆိုတော့ဒီရှုံးဝဲအဆက်ကနေပြန်ပြီးတော့လိုထားဖို့တော့အချိန်တင်ပြီအောက်လားဆိုတော့ကျွန်တော်တို့အောက်တော့မပြောသေးပါဘူးအချိန်တော့ပေးရလိုက်ပါအောင်မယ်နောက်ပတ်ဆက်ကြည့်ပြီးတော့နော်အဲ့လိုပြောရဒီရာသီဝက်ထိပေါ့ရာသီဝက်19ပွဲထိဒါအာနယ်စလော့လောက်ထိဒါသူလုပ်ပြနိုင်မလဲပေါ့အခုတော့ဒါပရီးမီးယားလိမှာလည်းဒါ3ပွဲထိကြုံတွေ့ထားတယ်10ပွဲမှာဆိုတော့ဒါတော်တော်လေးတော့ဒါ
သူ့အနေနဲ့ပြင်ဆင်ရမယ့်အချိန်တွေရောက်နေပြီနော်အချိန်မီပြင်ဆင်ဖို့တော့လိုအပ်နေပြီဟုတ်ကဲတော့ ဒါကျွန်တော်တို့နေ့ရက်ဒီဟောပါတော့ တခြား ပွဲပြီးအင်္ဂလန်ဒါဘီပွဲပြီးဆွေးနွေးမှုမန်ယူဖန်နဲ့လီဗာပူးဖန်နဲ့ လီဗာပူးဆိုရင်လည်းဒါလီဗာပူးကဒါလာမယ့်ပွဲမှာဆိုရင်ဒါ Brentford အိမ်ကွင်းမှာကစားရမယ်။ဒီနေ့တူပဲဒါ United ကလည်း Brighton ကိုသူတို့အိမ်ကွင်းမှာကစားရမယ်။ဆိုတော့နောက်ပွဲတွေလည်းဘယ်လိုလာမလဲဆိုတော့ဆက်ပြီးတော့နောက်ပွဲမှာဆက်ပြီးကြည့်ရှုအောင်ပေါ့ကဲဆိုတော့အားလုံးပဲဒီကတော့ကျွန်တော်တို့မန်ယူဖန်နဲ့လီဗာပူးဖန်ဆိုတော့ကျွန်တော်တို့နေ့ရက်အင်္ဂလန်ဒါဘီမနေ့ညရှင်စူပါဆန်ဒေးရဲ့10နာရီထုံးမှာကစားပွဲအင်္ဂလန်ဒါဘီပွဲပြီးဆွေးနွေးမှုဖြစ်ပါဆိုတော့ကျွန်တော်တို့ဒီနောက်ဗီဒီယိုကြည့်ချင်ဆက်ပြီးတော့ဆောင်းကြရကိုလက်ပါဗျ